ဒါအခုကျွန်တော်ရောက်နေတဲ့နေရာကကျွန်တော်တို့ကမွန်တန်းကျေးရွာအုပ်စုပေါ့နော်ဒါကပစ္စိတ်ပင်ကျေးရွာပေါ့ပစ္စိတ်ပင်ကျေးရွာအဓိကအဖြစ်ကျွန်တော်တို့ကလိုင်းပေါ်မှာပြောနေကြတဲ့ဟိုအစ္စလမ်ဘာသာဝင်တွေကိုပဲဗလီစောင့်နေပါတယ်ဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားကြည့်လို့ဖြစ်တယ်နော်အခုဒါကကျွန်တော်ဒီကနေဝင်ရမှာပေါ့ဒီကနေဝင်သွားလို့ရှိရင်ဟိုဘက်ဒီကနေပြီးတော့သွားရမယ်လို့ပြောတယ်ဗျဒီကသွားလိုက်ဟိုအနောက်ဘက်မှာလို့ကျွန်တော်တို့ပြောတယ်အဲ့ဒါလေးကိုကျွန်တော်တို့ ਨੇ အတူတူလိုက်ခဲ့ပါနော်ကျွန်တော်တို့သူတို့ဗလီစောင့်နေတာတရားဝင်စောင့်တာလားနိုင်ငံတော်ကချပေးပြီးတော့ဘယ်လိုစောင့်တာလဲဆိုတော့ကျွန်တော်တို့သွားရောက်ကြည့်ရှုမယ်သွားရောက်မင်းမြန်းမှာဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့ ਨੇ အတူလိုက်ခဲ့ပါကျေးဇူးတင်ပါဗျာအခုကကျွန်တော်တို့ကဒီသူတို့နေပြီးတော့မှဗလီစောင့်နေတဲ့နေရာပေါ့နော်ဗလီစောင့်နေပါဆိုတဲ့နေရာကိုကျွန်တော်တို့ကသွားနေတာပေါ့နော်သွားနေဆိုတော့အဓိကပြင်းတော့ဒီနေရာရဲ့သဘောတရားတော့လက်ရှိဒါပါနေရသစိတ်ပင်ကြေးရွာကမွန်နန်းအုပ်စုပေါ့နော်ကမွန်နန်းအုပ်စုသူကတော့အဓိကကျွန်တော်တို့ဒီဘောဂသီကားဝင်းနေဒီဘက်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းအောင်နေညနေချင်းဆိုင်ပေါ့နော်မြို့ဆောင်လမ်းပေါ့အဲ့ဒီဘက်မှာရှိတယ်သူကတော့နည်းနည်းလေးတိတ်ပြီးတော့ဟိုဘယ်လိုခေါ်မလဲနည်းနည်းကြောင်ကြတယ်လို့ပြောလို့ရမှာနော်ကြောင်ကြတယ်ဆိုတဲ့နေရာပေါ့နော်ဒီသစိတ်ပင်ကြေးရွာဆိုပေမဲ့ဒီမှာကတော်တော်များများကဟိုအင်ကြီးကိုလိုခေါ်မလဲစက်ယုံနေပေါ့နော်ကျွန်တော်တို့ဟိုစက်ယုံနေဂိုရောင်နေများ